ယနေ့သာသနာတော်နှစ်2569ခုကောဇာတက်ပြည့်1389ခုခရစ်နှစ်2026ခု84ကြိမ်မြောက်တကြံကွင်းကာလဆေးရတာဆင်ဆဲမပြတ်ရှုမှတ်သောအထူးတရားစခန်းမွဲတတိယမြောက်နေ့လည်းဖြစ်ပါတယ်15ရက်4လ2026စကြံအကျဉ်းနေ့ဗုဒ္ဓဘုနေ့ယနေ့နေ့အာယုံဆန်းအလူရှင်မိသားစုမှာကွယ်လွန်သူမိခင်ကြီးဒေါ်မေသက်ဦးအားရည်စူး၍ကိုသူရဆိုခိတ္တဘန်ကောက်ကောင်းမှုအနေနဲ့လူတန်းထားတာဖြစ်ပါတယ်ယနေ့အာယုံဆန်းနေ့စွမ်းဆေးဖြော်ရည်ထိအလူရှင်မိသားစုမှာရတ္တမဘုဒ္ဓဘုနေ့တိုင်းဆွန်လူတန်းထားသောယနေ့တစ္ဆာပြုပေးထားတဲ့ Professor ဒေါက်တာရီနိုင်ကောင်းမှုအနေနဲ့လူတန်းထားတာဖြစ်ပါတယ်။ကွယ်လွန်သားခင်ဖြစ်သောဖခင်ကြီးဦးလာဝင်းခင်ပွန်းဖြစ်သူ Professor ဒေါက်တာစောနောင်တို့အားရည်စူး၍မိခင်ကြီးဖြစ်သူဒေါ်အေးတင်အားအမှုထားက Professor ဒေါက်တာရီနိုင်ကောင်းမှုအနေနဲ့ရတ္တပံဆွမ်းလူတန်းပေးထားတာဖြစ်ပါတယ်။အလူရှင်မိသားစုများဝေယဝိဆကုသိုလ်ရှင်များအမှုဆောင်လူကြီးမင်းများကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းညံ့ပါစေကြောင်းကြခတ်သိမ်းကင်းညံ့ပါစေယောဂခတ်သိမ်းကင်းညံ့ပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေယာပိတာရှိစိန်ဥစ္စာများမြဲကြပါစေမရသေးသောရှိစိန်ဥစ္စာများထပ်ခါလဲလဲရရှိနိုင်ကြပါစေသစ္စာတရားများကိုလည်းနာကြားနိုင်ကြပါစေနားတဲ့အတိုင်းချင်းချာအထွေနိရောဓသစ္စာနိဗ္ဗာန်ကိုလွယ်ကူချောင်းမွေ့စွာဖြင့်မျက်မှောက်ပြုနိုင်ကြပါစေလို့မနောလေးနဲ့မေတ္တာပြုပေးပါဆရာကိုသူရဆိုခိတ္တဘန်ကောက်အလှရှင်ရှင်ရှေ့ကျော်ဆုံးကပ်ပေးပါဟောဆရာရှေ့ကျော်